2 and 3 and 4, 5 and 6 and 7. ကိုပေကြီးရံမှာကောက်ဝဲဖို့ငါချေချောင်းဆိုရင်ဘယ်လိုစနစ်တကျပြုမှုရမလဲပြောပြမယ်နော်ငါချီချောင်းဆိုရင်ပါဇက်နဲ့နှာခေါင်းကိုမအုပ်ပဲဒါမှမဟုတ်လက်နဲ့အုပ်ပြီးမတော်တဆလုပ်ကြတယ်မလုပ်ရပါဘူးငါချီချောင်းဆိုတိုင်းပါဇက်နဲ့နှာခေါင်းကိုတရောင်စစ်ကွေးဒါမှမဟုတ်တစ်ရှူးစာသုံးပြီးအုပ်ရမယ်ငါချီချောင်းဆိုပြီးတိုင်း family care ဆက်ပြာနဲ့စက္ကန့်20ကြာလက်ကိုတခြားဆေးဝတ်တယ်မမေ့နဲ့နော်ဘိုင်ဘိုင်မှာကိုပေကြီးရေ